ကျွန်တော်တို့မုတ်လုပ်တဲ့ဟွာတယ်ပေါ့နော်ဒီမှာကျွန်တော်လုပ်ထားတဲ့အီဂျာကွေးလေးပါဒီကတော့ရေပုံဒါတော့ကျွန်တော်ညမဟိုမှာကျွန်တော်ညမလုပ်ထားတဲ့မုတ်နေဒီကတော့ကော်ဖီရေပဲဖြစ်ပါတယ်ဒီကတော့ကျွန်တော်တို့ငလေးလုံးမှာဆိုင်ကျွန်းကြတော့တာပါဟုတ်ကဲ့ပါကျွန်တော်တို့စပိန်လေးရောင်းနေတော့စပိန်လေးဒီပြကတော့9000ဒီပြက3သိန်းမှာဟုတ်ကဲ့ပါကျွန်တော်ကူဆိုကျွန်တော်ထပ်ကြုံညာပေးမှာတော့ဒီမှာပါဒီမှာအပေါက်ကလေးဒီမှာကျွန်တော်မုတ်တော့တော့ဒီမှာဒီအကြောက်ကိုလေးဆိုစောင်းစားကောင်းလို့နော်လူတကစားကောင်းလို့ကျွန်တော်တို့ရောင်းမတည့်ကိုကျွန်တော်ကူမှဆက်လှုပ်ထားတာပါဝယ်ခြင်းတဲ့လူတွေကျွန်တော်တို့ဆိုင်မှာရပါပြီလို့နော်ဖိတ်ခေါ်ပါတယ်ဟိုကောင်းမကောင်းလက်ဖိတ်ဆိုင်နေလမ်းမှာဟိုကောင်းမကောင်းလက်ဖိတ်ဆိုင်မှာရပါရဲ့လို့နော်ဒီအကြောက်ကိုလေးရတော့နော်ဒါပါပဲဒီမှာကျွန်တော်လောက်ထားပါဒါကျွန်တော်တို့ဆိုင်ငါလေးတဲ့ရလာကြည့်အောင်ဟိုဘက်မှာဆိုင်ငါတက်ခန်းကြည့်ဒီပါလေကျွန်တော်လိုက်ပြပေးပါမယ်ဟိုဘက်ကဆိုင်ငါတက်ခန်းတော့ကျွန်တော်တို့မောင်နှမနေရညဆိုပြီးဒီပါအိတ်တာပါဟုတ်ကဲ့ပါကျွန်တော်အခုတော့လိုက်ပြပေးမယ်နော်ဒီဘက်ကဆိုင်ငါလေးကိုကျွန်တော်လိုက်ပြပေးပါမယ်ဘက်ကဆိုင်ငါလေးရဆိုရင်တော့ဒီဘက်ကကျွန်တော်တို့ဒီမှာခွေးလေးအိတ်နော်ဘယ်မှာခွေးလေးအဲကျွန်တော်တို့ရဲ့အိတ်ရဟိုမှာဒါကျွန်တော်တို့ရဲ့ wifi ပေါ့ဟုတ်ကဲ့ဒါပါပဲဟုတ်ကဲ့မလေးညရောက်နေလေသိအောင်လေးဆိုင်ကကျွန်တော်တို့ကူဆိုကျွန်တော်ညရောက်ပြီးဆိုတော့ဆိုင်ကသိမ်းတော့မှာပဲဒီပါလာဆိုင်ကသိမ်းမလားဖုံးမိတ်လိုက်တော့လာဆိုင်ကသိမ်းမလားရတော့ကျွန်တော်တို့လေတန်းလွင့်မှာတော့လို့ကျွန်တော်ဒီမှာချီတာဒါလေးဖြုတ်လောင်ဆိုင်ကဒါလေးဖြုတ်လောင်အောင်လို့ဖြုတ်မနေဖြုတ်တယ်ဟိုဘာလို့ညမှာချီပြီးမဖြုတ်တဲ့တော့ဒီနေဖြုတ်ဟာဖြုတ်တယ်အဲ့လိုအိမ်ကြီးဖိုက်ကြတာလေဟိုဒါတော့ကျွန်တော်တို့ရဲ့အိမ်ပေါ့နော်ကျွန်တော်လိုက်ပြပေးမယ်တစ်ခုရှိမယ်ဒီကတော့ကျွန်တော်တို့ထင်ရိုက်ပါပေါ့နော်ဒီကတော့ခွေးချန်ဒါကတော့မီးဖို့ဆောင်ဒါကထမင်းချစ်တယ်ဒါကတော့ဝစ်လဲခံပေါ့နော်ဒါကရေခဲတက်တာဆိုရင်ဒီမှာအကုန်စုံရှိရနော်ကြည့်ပါဒီကတော့ဗီဒီယိုမှာတော့အထင်ကြီးလို့စူးဘူးလို့ပုံရှိရတဲ့ဟိုမှာတော့ဖက်နက်စင်မှာဒါတော့သူရဲ့မိသားစုတပုံလေးပဲဒီပါတယ်ဒါကတော့အိမ်ခန်းကြောင်မှာဆိုရင်ဒါကတော့ခဲသွားလို့အဲ့ဘက်ဒီပါတယ်ဟိုမှာအိမ်နဲ့ကောင်လေးတယောက်ရှိပါတယ်အိမ်နဲ့ကောင်လေးဒါတော့ကျွန်တော်တို့ရဲ့မမလေးပဲဒီပါတယ်ဘောတော့အကူလားဒါတော့ကျွန်တော်တို့ရဲ့စောင်းမြင်ကဆုံခွေးပါဟိုအောင်မနိုင်ကျွန်တော်ရဲ့ညီလေးဒါလေးကျွန်တော်ရဲ့ညီလေးဒီမှာထန်းနေစတဲ့ဖောက်ခွက်ကြီးကိုဖုံးထားရတယ်ဟုတ်ကဲ့ပါ